ကျော်ကြီးရဲ့ဆိုပါလေဒီလိုစက်ပြောမှန်ပေါ့နော်လိုချင်တာဒီမှာပေါ့နော်တွေ့လိုချင်တာတော့အကုန်လိုချင်တယ်ပေါ့နော်မလိုချင်တာတော့ဒီမှာဒါကြီးမလိုချင်ဘူးဒါကြီးမလိုချင်ဘူးပေါ့နော်ဒါကြီးမလိုချင်အကုန်လုံးတော့ကြိုက်တယ်ဒီနှစ်ခုမပေါက်ရင်တော့အဆင်ပြေဒါကြီးမပေါက်နဲ့ဒါကြီးမပေါက်နဲ့ဆိုရင်တော့အဆင်ပြေဒါလေးပေါက်လို့ရှိရင်ကိစ္စတိတ်မရှိပေါ့နော်လိုချင်ဆုံးကတော့ဒီဟာလေးရဲ့ဒါလေးရဲ့ဒါလေးတော့တိတ်အဲ့လောက်ကြီးတော့မဟုတ်လို့ချင်းဆိုလိုတော့လိုချင်တယ်ဒါပေမဲ့တားရတော့မဟုတ်ဘူးနည်းနည်းတော့လိုချင်တယ်ဒီဟာလေးတားလို့ကျင်တာဒါလေးရဲ့ဒါလေးရဲ့ဒီဟာလေးရဲ့ဒီပန်းရောင်လေးတားလို့ကျင်တာပေါ့နော်ဒီမှာနော်ရမယ်တားလို့ကျင်တာတော့အဲ့ဒါလေးအကုန်လုံးတော့ဒီမှာဒီဟာအကုန်လုံးတော့တားလို့ကျင်တယ်ပေါ့နော်ဒါဒီမှာအများကြီးပါတာပေါ့နော် secret ပေါက်လို့ရှိတော့ပို့ပြီးတော့အစီအစဉ်ဖောက်ပါမယ်နော်စိတ်ခဲတာစိတ်ခဲပါမယ်အဲဒီနေရာငါကပ်ချင်တော့ကပ်စကြရအကြည့်ရဖောက်ပါမယ်စင်းရလေးဒီမှာပေါ့နော်တအားလာညလုံးလေးရအတော့ပေါ့နော်ဒါလေးပေါက်ဟုတ်တယ်ဒါလေးပေါက်ပါဒါလေးပေါက်ပါဒါလေးလာဒီမှာဒီဒုတိယမှာဒါလေးလို့ကျင်းတယ်ဒါမဲ့ဒါရတအားကြီးလို့ကျင်းဒါမှပဲတအားကြီးမဟုတ်ဘူးဒီမှာပြောလိုက်တယ်ဒါမဲ့အဒီမှာတားလာတယ်ဒီလားဒီအယုတ်ကလေဒီမှာတအားလာတော့လေပေါ့နော်ကျင်းနေသွားပါတယ်ဒါလေးရတော့ကျွန်မလက်ဆောင်ရတဲ့အယုတ်လေးကိုကြွားတာပေါ့နော်ဒါလေးရတော့ကျွန်မလက်ဆောင်ရတဲ့အယုတ်လေးပေါ့ဒါလာစူပုတ်လေးပေါ့နော်တို့လေးရဒါကျွန်မတင်ငချင်းပေးရဲ့စတစ်ကာလေးပေါ့နော်ကျွန်မတို့အင်းကြီးရဲ့နာတင်ငချင်းပေးရဲ့စတစ်ကာပေါ့နော်ဒါကတော့ squishy ကနည်းနည်းလေးတုပ်လေးတော့ကျွန်မစော့ထားတော့မဲတော့